ဥစ္စာပုတ်ချမှာညောင်ရမ်းကြီးသမီးကြောက်စာစကားပြေကိုဆက်လက်ပုတ်ချသွားမှာဖြစ်တယ်အဲ့တော့ဒီညောင်ရမ်းကြီးသမီးကြောက်စာစကားပြေဟာပကံခင်နှောင်းမှာရေးထိုးထားတဲ့စကားပြေတစ်ပုတ်ဖြစ်တယ်ကြောက်စာစကားပြေမျိုးစားဖြစ်တယ်နော်ရေးထိုးသူကတော့ညောင်ရမ်းကြီးသမီးပါပဲနော်ဒီကြောက်စာ6ချက်6မျက်နှာတောင်ရှိပါတယ်နော်သူကရှင်မဟာကတ္တဖတောကျောင်းလို့ခေါ်တဲ့ကြောက်စာလို့လည်းခေါ်တယ်အခုအလူရှင်ကိုဆွဲပြူပြီးတော့ညောင်ရမ်းကြီးသမီးလို့ဆရာတို့နော်စကားပြေကောင်းစဉ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီညောင်ရမ်းကြီးသမီးကြောက်စာပကံခင်နှောင်းပိုင်းမှာရေးထိုးထားတော့ပကံခင်နှောင်းပိုင်းရဲ့စကားပြေရေးသားကိုလည်းဆရာတို့သိနိုင်တယ်အလူရှင်ရဲ့စိတ်နေစိတ်ထားကိုလည်းဆရာတို့သိနိုင်တယ်အလူရှင်ရဲ့အလှပြုပုံကိုလည်းဆရာတို့သိနိုင်တယ်နော်ဒီအချက်၃ချက်ကအရေးကြီးတာပေါ့အဲ့တော့ညောင်ကြီးပြီးကြောက်စာမှာဘာတွေရေးထိုးထားလဲဘယ်လိုရေးထားလဲနော်ဆရာတို့သင်ကြည့်ကြအောင်တကယ်တော့ဒီကြောက်စာကကျောင်းရည်1ကနေ24အထိပါတဲ့ကြောက်စာတစ်ချက်ဖြစ်တယ်ကျောင်းရည်1ကနေ24အထိပါတယ်ဒါပေမဲ့မင်းတို့24ကျောင်းလုံးမသင်ရအောင်ကျောင်းရည်1ကနေ17အထိပဲပြဋ္ဌာန်းထားတဲ့အတွက်မင်းက1ကနေ17အထိပဲသင်ရမှာဖြစ်တယ်အဲ့တော့အဲ့ကျောင်းရည်1ကနေ17အထိမှာဘာတွေပါလဲဆရာတို့ကြည့်ကြည့်အောင်စတယ်သိဒ္ဓံဆိုပြီးစတယ်နော်သိဒ္ဓံဆိုတဲ့အဓိပ္ပာယ်ကပြီးမြောက်ပါသည်အောင်မြင်ပါသည်ပြီးမြောက်အောင်မြင်ပါသည်ပေါ့သိကြီး10ပါးတွေကနဲ့ပြည့်စုံပါသည်ပေါ့ဒီလိုသဘောပြောတာသိကြီးဆိုသိဒ္ဓံဆိုတာသိကြီးကိုပြောတာပါပြီးမြောက်အောင်မြင်ပါသည်သက္ကရ604ခုနော်ရေးထိုးတဲ့နေ့ကသက္ကရ604ခုဖြစ်ပါတယ်ပိရှက်နှစ်ဆိုတာကစုံလာရဲ့စမ်းရှင်တဲ့ကဖြစ်တဲ့ဝိတာခာနက္ခနဲ့စမ်းရှင်တဲ့နှစ်ဖြစ်ပါတယ်တိတိကျကျနားလည်အောင်ပြောရရင်ဆရာတို့ဗမာတွေမှာနှစ်နာမည်12လုံးရှိပါတယ်နော်ဘယ်လိုတွက်ယူလဲဥမာ604ခုဆိုရင်604တွေရောက်စေသက္ကရထဲကိုနှစ်နှုတ်လိုက်တယ်604တဲ့နှစ်နှုတ်တော့602ခုရပါတယ်အဲ့တော့နှစ်နာမည်က12ခုရှိတော့ဗမာတွေပေးတဲ့နှစ်နာမည်12ခုရှိတော့ဘယ်နှစ်နာမည်ကြမလဲ12နဲ့စားလိုက်12နဲ့စားတော့ဟဲ့လား15လီ60နော်600ဖြစ်သွားတယ်နော်အဲ့တော့50ပေါ့50ရတယ်နှစ်ကျွင်းတယ်အဲ့တော့နှစ်ကျွင်းတော့တစ်ကျွင်းရင်10နှစ်စာလုံးရေးရပလက်သက်10နှစ်ကျွင်းတော့ပြီးရှက်နှစ်ဒါဆိုရင်သက္ကရ604ခုဒီပြီးရှက်နှစ်လို့ထိုးထားတာဒီကြောက်စာမှန်တယ်ပေါ့နော်အဲ့တော့ပြီးရှက်နှစ်ဆိုတာကစုံလာရဲ့စမ်းရှင်နက္ခဖြစ်တဲ့ဝိသခာနက္ခနဲ့စမ်းရှင်တဲ့နှစ်ဆရာတို့မြန်မာတွေမှာနှစ်နာမည်12လုံးရှိတယ်အဲ့12လုံးတွေကနှစ်ကျွင်းတဲ့နှစ်ကိုပြီးရှက်နှစ်လို့ခေါ်တယ်ဒါဘ ഹു သုဒအနေနဲ့မှတ်တာနော်နောက်တစ်ခုနတ်တော်လားဆိုတကူကစုံနေုံဝါဆိုဝါကောင်တော်သလင်းတရေကျွတ်ဆောင်မုံနတ်တော်ဒီလောက်ကိုပြော14ရက်ကြာသပရိနိနော်ဆရာတို့ကြာသာပရိနိလို့အတန်ထွက်ပါတယ်ကြာသာပရိနိလသေးတဲ့လသေးတဲ့ဆိုတာဆရာတို့လတလမှာနော်နောက်ဆုံးဥပုပ်ရက်ကိုပြောတာပါနော်တလ9သတင်းတောင်ရှိတယ်ဗမာတွေဥပုပ်ဆောင်တာရင်တော့တလကို9ရက်ဆောင်လာပြီလကွယ်10ရက်နော်လာကွယ်အဲ့ဒါ10ရက်ဥပုပ်တွေအပြင်ကိုနော်သတင်း6မျိုးတောင်ရှိတယ်နော်အသေးသေးပြောရင်သားတို့သမီးတို့ဒါဘ ഹു သုဒအနေနဲ့မှတ်ထားတလ9သတင်းအခုဒီမှာလသေးသတင်းဆိုတာလတလရဲ့နောက်ဆုံးဥပုပ်ဒီမှာ14ရက်နေ့လစုပ်14ရက်ဒီလကွယ်နေ့ဖြစ်နေဘာကြောင့်လဲဆိုတော့နောက်မှာပြာဆိုလာသန်း3ရက်လို့ပြောတဲ့အတွက်တေချာသွားပြီအဲ့တော့14ရက်ဒီဒါလကွယ်နေ့နော်အဲ့လကွယ်ဥပုပ်လသေးသတင်းဆိုတာလကွယ်ဥပုပ်ကိုပြောတာအဲ့တော့ဘာဖြစ်သလဲအတို့သခင်ကင်ကသူပြန်တော်မူတယ်နော်အတို့သခင်အတို့ဆိုတာငါတို့ပါပဲသခင်ကတော့သခင်ပါပဲနော်အရှင်သခင်ဖြစ်တဲ့ကင်ကသူတဲ့ပြန်တော်မူတယ်အဲ့တော့ကင်ကသူဆိုတာဘာလို့လဲနော်ကင်ကသူဆိုတာဘယင်မဟုတ်ပါဘူးနော်တချို့တွေကဘယင်ဆိုပြီးတော့နော်ဟောပြောပူချနေတာကိုတွေ့ရပါတယ်တကယ်တော့ကင်ကသူဘယင်မဖြစ်ပါဘူးကင်ကသူဟာမင်းသားအဆင့်ပဲရှိပါတယ်ဆရာနောက်မှာပုံလေးနဲ့ပြပါမယ်အဲ့တော့ဆရာခုနကဘယင်မဖြစ်ဘူးဆရာပြောခဲ့အဲ့ကွက်လေးကိုဆရာပြောပြမယ်ဒီမှာကြည့်နော်ကင်ကသူရဲ့ဆွေစဉ်မျိုးသက်ဆရာတို့ကြည့်အောင်နော်ကင်ကသူကဘယ်ရလာတာလဲတကယ်တော့အလောင်းစီသူလို့ခေါ်တယ်ဘယင်အဲ့အလောင်းစီသူရဲ့သားကနရသူဗျနော်အဲ့နရသူရဲ့သားကနေရသိန်ခဗျအဲ့နေရသိန်ခရဲ့ညီတော်နေရပရိစီသူနဲ့ဥဆောက်ပန်းမိဖုရားမွေးတဲ့သားနော်ကင်ကသူရဲ့ရာသသူရဲ့ပြန့်ချီရဲ့ဆိုပြီးတော့3ယောက်မွေးတာနော်သင်္ကသူကသားလက်ပေါ့ကင်ကသူနော်အဲ့တော့ဥဆောက်ပန်းမိဖုရားကနေပြီးတော့အမအိုထက်ပြည့်တင်တို့မောင်သူလာဖိရတို့မောင်အနန္တသူလာဖိရဒီ3ယောက်ဆရာဘာဖြစ်လို့ဒီသူလာဖိရတို့အိုထက်ပြည့်တင်လို့ပြောလဲဆိုလို့ဒီကင်ကသူရဲ့မယားညောင်ဟန်းစီသမီးလှူတဲ့ထဲမှာအိုထက်ပြည့်တင်ရဲ့အေရာကြောင်းပါတယ်
နော်မိကြီးမင်းမိကြီးလို့ခေါ်တယ်အိုထက်ပြည့်တဲ့အေယာကြောင့်ပါလို့အိုထက်ပြည့်တဲ့အကြောင်းလေးပါဆရာပြောတာတကယ်တော့ကင်ကသူရဲ့ကြီးတော်ကြီးပါအိုထက်ပြည့်တဲ့ရဲ့နော်နေရာအဲ့ဒါပါလို့ပါအဲ့တော့ဒီမှာဒီဇရာရဆိုရင်နေရပရိစီသူနဲ့ဥဆောင်ပိုင်းရဲ့သား3ယောက်ရှိတယ်ရာသသူကင်ကသူပြန်ချီဆိုတဲ့သား3ယောက်သူတို့3ယောက်ဘယင်မဖြစ်ခဲ့ဘူးနော်အဲ့ဒီနေရပရိစီသူရဲ့ထီးနန်းအမွေကိုဥယျာဉ်တဲ့သမီးလို့ခေါ်တဲ့နော်ဟိုဇေယသိန်ခကရနော်သူတို့ပြောရင်အဖေတူအမေကွဲညီကိုပါဇေယသိန်ခဘွဲ့ခံတဲ့ထီးလိုမင်းလို့မင်းတို့လူသိများတယ်ထီးလိုမင်းလို့သိတယ်နှထောင်းများမင်းလို့လူသိတယ်နော်အဲ့ဒါသူ့ရဲ့ဘွဲ့ကဇေယသိန်ခ तू ကရတာအဲ့တော့ကင်ကသူဒီမှာဘယင်မဖြစ်မှန်သားတို့သမီးတို့သိသွားတယ်နော်အဲ့တော့ဆရာတို့ခုနကပြောတယ်နော်ကင်ကသူနော်အဲ့တော့ကင်ကသူဆိုတာဂင်းကသူရပါပဲဂင်းကဆိုတာမြစ်ပါသူရဆိုတာရဲရင်မှာတကယ်တော့ဂင်းကသူရဆိုတော့နှလုံးပေါင်းတော့နော်မြစ်ထဲမှာရဲရင်တယ်အမှန်တကယ်တော့ရေဓာတ်သူရဲကောင်းကိုပြောတာပါပဲကင်ကသူဆိုတာပါဠိစကားနှလုံးပေါင်းတာဂင်းကနဲ့သူရနော်အဲ့တော့ရေဓာတ်သူရဲကောင်းပါအဲ့တော့တို့သခင်ကင်ကသူပြန်တော်မူတယ်နော်ဒီမှာပြန်တော်မူတယ်ဆိုတော့ဘုန်းကြီးတွေပြန်လွန်တယ်မူတယ်ပဲသုံးတာလူကြမှာသူကပကံခစ်ဖြစ်နေတော့ကွယ်လွန်တာကိုပြန်တော်မူတယ်လို့စကားလုံးလေးပြောင်းသုံးထားတာဖြစ်တယ်ဒါပေမဲ့သူကရိုးရိုးအရသားလည်းမဟုတ်မင်းညီမင်းသားဖြစ်နေလို့ပြန်တော်မူတယ်လို့များသုံးသလားတော့မသိဘူးတကယ်တော့ကွယ်လွန်တာကိုပြောတာအဲ့တော့ပြန်တော်မူပြီးတော့ဘယ်နေ့ရက်လဲ3ရက်ပဲကြာတယ်ညတော်ပြသူဆိုတော့ညတော်လာစု14ရက်နေ့နော်အဲ့တော့မာသူကကင်ကသူကကွယ်လွန်တဲ့နေဆာရောက်နေဆာရောက်ပြီးတော့ပြသူလာသန်း3ရက်ဆိုတော့အနေဆာရောက်ပြီး3ရက်အကြာတနင်္ဂနွေနေ့ဂျာသာပရိပြီးတော့တောက်ကြစနေတနင်္ဂနွေပေါ့3ရက်မြောက်မှာအဲ့ကင်ကသူရဲ့မယားတဲ့ဒီနေရာမှာမယားလို့သုံးတယ်အမှန်တကယ်တော့သူကမင်းသားတစ်ပါးရဲ့ဇနီးပေါ့နော်အဲ့တော့မင်းသားတစ်ပါးရဲ့ဇနီးကိုဒီနေရာမှာမယားလို့ပဲသုံးတယ်ပကံခိတ်ကြောက်စာရီတော်တော်များများကင်ကသူမယားကအဖမျိုး80အမိမျိုး80နော်အောက်ကနေအဖေအမေကနေတက်တယ်အဖိုးဘွားဘေးဘိုးဘေးဘီပင်ဘောင်လို့ပါလို့ဒီလိုသွားတဲ့80ဘာဖြစ်လဲကဲ့ရဲ့စရာမရှိမြတ်စွာသောအမျိုးဒီတဲ့အဲ့တော့ကင်ကသူမယားနော်ဒီညောင်ရမ်းကြီးသမီးဟာအမိမျိုးဖမျိုးအထက်80ကြည့်လိုက်ရင်ကဲ့ရဲ့စရာမရှိဘူးတဲ့နော်အနေထိုင်ကြက်လက်သိပြီးပြားသိပြီးတယ်တီလသမာဓိပညာနဲ့ပြည့်စုံတယ်ပေါ့ဒီလိုမျိုးကိုပြောကြတယ်မြတ်စွာသောအမျိုးကြီးတဲ့မြင့်မြတ်သောအမျိုးကဆင်းသက်လာသူဖြစ်ပါတယ်တဲ့သခင်ညောင်ရမ်းကြီးသမီးအဲ့တော့ညောင်ရမ်းကြီးသမီးဟာတဲ့သူကသူတော့ညောင်ရမ်းကြီးရဲ့သမီးလို့ပဲပြောပါတယ်နာမည်ဖော်ပြထားခြင်းမတွေ့ရပါဘူးအဲ့မိမိအသက်နဲ့ဒူသောမျက်စိမျက်စံနဲ့ဒူသောမိမိချစ်စွာသောလင်းနော်သူကဒီမှာခင်မုန်းကိုအသက်တည်းများချစ်တယ်အသက်လိုချစ်တယ်မိမိအသက်နဲ့ဒူသောတဲ့စကားသုံးလေးတွေလှပါတယ်မျက်စိမျက်စံနဲ့ဒူသောမျက်စိမျက်စံဆိုတာမိမိကိုအလင်းပေးတယ်မြင်ရတယ်အမှားအမှန်ခွဲခြားဝေဖန်နိုင်တယ်နော်ဒီသဘောလေးကိုပြောမိမိချစ်စွာသောလင်းနဲ့နော်ချစ်မြတ်လို့လာတဲ့ခင်မုန်းပေါ့ဒီနေရာမှာလင်းလို့ပဲသုံးပါတယ်ဗျာမယားလို့သုံးပါတယ်နော်ကင်ကသူပြန်တော်မူခဲ့ရတာတဲ့ပြန်တယ်ပဲဒီနေရာမှာလည်းပြန်တော်မူပဲသုံးနော်ကွယ်လွန်ခဲ့ရပါတယ်ပေါ့အတိမရှိသောတရားကိုသိ၍ဟောဒီမှာအတိမရှိသောတရားဒါပကံခေရဲ့ဘာသာပြန်ဟန်လေးပါဒီနေရာမှာအနိစ္စဒုက္ခအနတ္တဆိုတဲ့တရား၃ပါးရှိနော်အနိစ္စဒုက္ခအနတ္တအနိစ္စဆိုတာအတိမရှိတာပါဒုက္ခဆိုတာဆင်းရဲတာပါအနတ္တဆိုတာအဆိုးမရတာပါဒီနေရာမှာအနိစ္စတရားလို့သူမသုံးမဲနဲ့အတိမရှိသောတရားလို့သုံးလိုက်တာနော်စကားလုံးဘာသာပြန်အသုံးလို့ပြောရမှာပေါ့နော်ပကံခေရဲ့ဘာသာပြန်အသုံးအတိမရှိသောတရားလို့ပြောသိ၍ထိတ်လန့်၍အဲ့တော့အတိမရှိသောတရားနော်အမြဲမတည်မြဲတဲ့တရားကိုသူကြောက်ရွံ့ထိတ်လန့်သွားပြီးတော့ယတနာ၃ပါးကိုရည်၍ယတနာ၃ပါးဆိုတာဖရာတရားတန်ခါဆိုတဲ့ယတနာ၃ပါးကိုပြောတာပါရည်စူးပြီးတော့အယတ်၃ပါးပြုပါတယ်အယတ်၃ပါးပြုတယ်ဆိုတာကသူနဲ့သူ့ခင်မုန်းခင်ကသူနေခဲ့တဲ့အိမ်နော်သူခုနကဆရာပြောခဲ့တဲ့မိဟိုကြီးတော်ကြီးအိုထက်ပြုတ်တဲ့အိမ်ရှင်မဟာကတ္တဖရဲ့တောကြောင့်ဒီအယတ်၃ပါးမှာအလှပြုတာကိုသူပြောနေတာဖြစ်ပါတယ်အဲ့တော့လူတွေ၌အတိုင်းမသိနော်သရာကြီးညိုသွားသောနှလုံးဖြစ်လိုက်ဤကောင်းမှုအကျိုးကပြန်ခဲ့သောငါသခင်တယောက်ငါမိခင်တယောက်ငါခမည်းတယောက်ဤသူ၃ယောက်ရသေးသတည်းနော်လူတကာထဲမှာအတိုင်းမသိနော်လူတွေထဲမှာမှအတိုင်းမသိသရာသွားသောနော်သရာတရားထက်တန်တယ်ကြည်ညိုတယ်နော်ကြည်ပြူသရာကြည်ပြူတယ်ကြည်ညိုတယ်စိတ်နှလုံးဖြစ်ပြီးတော့ကောင်းမှုအကျိုးကိုဘယ်သူတွေကိုရသေးခြင်းလဲ
ငါသခင်တယောက်သူ့ခင်မုန်းကင်ကသူကိုပြောတာပါငါမိခင်တယောက်သူ့အမေကိုပြောတာပါငါခမီးတယောက်ဒါပကံခဲ့အသုံးမှာခမီးတဲ့ခမီးဆိုတာဒီမှာခမဲတော်ပါပဲတကယ်တော့ဖခင်ကိုပြောချင်တာပါအဲ့တော့အမေရဲ့အဖေရဲ့သူ့ခင်မုန်းရဲ့ကို3ယောက်ဤသူ3ယောက်ရသေးတယ်နော်ဒီလူရဲ့ကောင်းမှုအကျိုးခံစားရပါစေဆိုပြီးတော့ရည်ရွယ်ပြီးတော့အရာ3ပါးကိုတည်တဲ့နော်ခုနဆရာပြောခဲ့တဲ့အရာ3ပါးဖြစ်ပါတယ်သူ့ရဲ့အင်ယာကြောင်းရဲ့နော်တောကြောင်းလို့ခေါ်တဲ့ရှင်မဟာကသဗ္ဗကြောင်းရဲ့နော်9မျက်နှာကြောင်းလို့ခေါ်တဲ့အိုထက်ပြည့်တင်ရဲ့အိမ်ကြောင်းရဲ့ဒီ3ပါးကိုနော်အလှပြုလုပ်တာဖြစ်ပါတယ်နော်အဖို့ခွဲဝယ်ပြီးလှူမှာပါနော်ဘယ်လိုလှူမလဲသာသနာထောက်ပံ့ဖြစ်ချင်ရကနော်သာသနာနော်ဆရာတို့ရဲ့ဗုဒ္ဓမြတ်စွာသာသနာဆိုတာအဆုံးမှာပါပဲဘုရားရှင်ရဲ့ဒီသာသနာအဆုံးမှာအောက်မှာဒီသာသနာကြီးအရှိသဖြင့်နော်တည်တံ့စေခြင်းနဲ့အထောက်ပံ့ဖြစ်စေခြင်းနဲ့အဲ့ဒီခါကျတော့သူဘာလုပ်တယ်လဲအတွင်းသောဥစ္စာဆိုသိမ်းထားလို့ရတဲ့ဥစ္စာတွေကိုခေါ်တာပါအိမ်ထဲမှာထုတ်သိမ်းထားတဲ့ပစ္စည်းတွေကိုအတွင်းသောဥစ္စာလို့သူသုံးတာဖြစ်ပါတယ်အဲ့တော့ဗရမ ्या စသောရွယ်မြတ်9ပါးနော်အဲ့တော့ဗရမ ्या စသောရွယ်မြတ်9ပါးဆိုတော့ဗရမ ्या ကနေအစရှိတဲ့ရွယ်မြတ်9ပါးဒီမှာနဝရ9ပါးကိုပြောတာဖြစ်ပါတယ်နော်နဝရ9ပါးဖြစ်ပါတယ်စိန်ကြောင်နီလာပလဲဂေါ်မုတ်မြတန်နာဥဒ္ဒဖယားနော်ဗရမ ्या အစရှိတဲ့ယတနာ9ပါးကိုသူပြောတာပါဗရမ ्या ကနေအစပြုတဲ့ရွယ်မြတ်9ပါးဒီလိုပြောတာရွှေငွေကျင်းနီကျေးပြူတန်သလွဲဆိုတာခဲမပြူပါခုံလောက်ဒီနေရာမှာခဏောက်စိမ့်ကိုပြောချင်တာပါနော်သလွဲဆိုတာဗကံခဲ့တော့ခဲမပြူခေါ်တာခဲမပြူဟဲ့လားခုံလောက်ခဏောက်စိမ့်စတဲ့ပစ္စည်းဥစ္စာတွေနော်တွင်သိမ့်ထားတဲ့ပစ္စည်းတွေလှူတယ်နော်အပသောဥစ္စာတခြားဥစ္စာအပြင်ဥစ္စာတွေအပဆိုတာအပြင်ကိုပြောတာအပြင်ဥစ္စာတွေကဘာတွေလဲလေစင်နွားကျွဲစိတ်စင်စွဲပြီးပြီလားမပြီးသေးဘူးအဲ့မှာတရဝါတွေအကုန်ပါတယ်နော်စင်တွေနွားတွေကျွဲတွေစိတ်စင်စွဲတွေလည်းပါတရဝါတွေလည်းပါနော်အဲ့တရဝါတွေအပြင်ကျွန်းရွာတွေပါတယ်မဟာရန်ဆိုတာပါဠိစကားပါမဟာနဲ့ဒါနနဲ့ပေါင်းတာပါကြီးစွာသောအလှကြီးလို့ပြောကြတာပါနော်ကြီးမားတဲ့လဲတွေအများကြီးအလှကြီးတွေပေးတယ်လဲအပယ်တွေပြုတယ်ပေါ့ဒါကိုပြောတာဥယျင်နေအဲ့တော့သူ့ရဲ့အပြင်ဥစ္စာတွေကဘာတွေလဲလေတွေစင်တွေနွားတွေကျွဲတွေစင်တွေဓာတ်တွေကျွဲတွေစင်တွေစိတ်တွေစင်စွဲတွေဒါတွေလှူတယ်အဲ့တရဝါတွေလှူတယ်ကျွန်းရွာတွေလှူတယ်လဲတွေလှူတယ်ဥယျင်တွေလှူတယ်နော်အဲ့ဒါလိုဥစ္စာတွေကိုတဲ့ဖယားသခင်သာသနာလဲဘယ်မှာလှူတာလဲသာသနာအတွက်နော်သာသနာအတွက်ဆိုဒီနေရာမှာကတော့ဘုရားရှင်ကမရှိတော့ဘုရားရှင်ရည်သူနော်တရားကိုရည်သူသံဃာကိုရည်သူဒီသာသနာကြီးရှိအတိရှေ့တည်တန်းစေဖို့ပေါ့တက်ရမဲ့စွန့်ကျဲနော်ဒီနေရာမှာစကားသုံးလေးလှပါတယ်တက်မဲ့ခြင်းမရှိဘဲနဲ့စွန့်ကျဲတယ်တက်ရမဲ့စွန့်ကျဲတယ်စကားလုံးကိုကြစ်လက်သုံးထားတယ်နော်3ပါးသောအရာနော်ခုနဆရာပြောခဲ့တဲ့အိမ်ကြောင်းတောကြောင်း9မျက်နှာကြောင်းပေါ့ဟုတ်လားဒီကြောင်းတွေကိုနော်အဖို့ခေါ်ဝေအညီမျှခေါ်ဝေတာကိုပြောချင်တာပါနော်3နေရာအရာ3ပါးကိုအညီမျှခေါ်ဝေပြီးတော့မြေကြီးအတုံတွေလေဒီနေရာမှာအတုံတွေဆိုတာမြေကြီးပါပဲနော်အဲ့တော့မြေကြီးကိုသက်သေပြုပြီးတော့မဟာပထဝီမြေကြီးသက်သေပြုပြီးတော့နော်အလူရေသွန်းတယ်ဒီနေရာမှာရေသက်ချတာကိုပကံခေအသုံးတိုင်းပဲရေသွန်းတယ်လို့ပြောပါတယ်နော်ကြောက်စာလေးကဒီနေရာတိုင်းပြဋ္ဌာန်းထားရင်တော်တော်လေးပြည့်စုံဒါမဲ့သူကထပ်ပြောထားတယ်တော်ကြောင်အိမ်ကြောင်9မျက်နှာကြောင်ဤ3ကြောင်သောတွင်မဟာကသဗ္ဗကြောင်တောကြောင်ကိုလှူသောစင်ဦးလေတရားဆိုပြီးတော့ဒီမှာရပ်ထားတော့တန်လန်းလေးပေါ့နော်အဲ့တော့ဘာတန်လန်းလေးလဲနောက်သူပြောချင်တာဒီအရာ3ပါးကိုခလေးမသိမှဆိုလို့နေတူပါတယ်တောကြောင်ရဲ့အိမ်ကြောင်ရဲ့9မျက်နှာကြောင်ရဲ့တောကြောင်ဆိုတာရှင်မာကသဗ္ဗရဲ့ကြောင်ကိုခေါ်တာပါအိမ်ကြောင်ဆိုတာကကင်ကသူနဲ့ညောင်ရမ်းကြီးသမီးတို့နော်ဇနီးမောင်နှံ2ယောက်နေခဲ့တဲ့အိမ်ကိုကြောင်းဖြစ်လှူတာကိုပြောတာပါ9မျက်နှာကြောင်းဆိုတာဆရာခုနကပြောတယ်ကင်ကသူရဲ့ကြီးတော်နော်ဥသောပန်းမိဖုရားရဲ့အမအိုထက်ပြည့်တဲ့နော်နေခဲ့တဲ့ကြောင်းအဲ့ဒါကို9မျက်နှာကြောင်းလို့ခေါ်ခြင်းဖြစ်ပါအဲ့ကြောင်း3ကြောင်းကိုအမြောက်ပေးတယ်ပြီးတော့အဲ့ရှင်မကြောင်းကသဗ္ဗတော်ကြောင်းမှာလှူတဲ့စင်ဦးလေတရားဆိုတာစင်ဦးလေဆိုတာလေနာမည်ပါဘယ်ရက်ဘယ်ဒေသကနေဘသူရှိရလဲဝယ်တဲ့လေပေါ့ဒီလိုမျိုးလေးကိုပြောခြင်းတကယ်တော့ဒီကြောက်စာအကုန်လုံးကိုလိုက်ကြည့်ရင်သူကကျွန်းစုပေါင်း181ယောက်လှူတာကိုတွေ့ပါတယ်လေအားဖြင့်ဆိုရင်1910 4ပိုင်း3ပိုင်းပဲ့ပေါ့နော်အတိအကျလှူခဲ့ပါတယ်အဲ့တော့ညောင်ရင်းသမီးကြောက်စာသကပြေဟာ
နော်ပြောရရင်ပကံခင်နှောင်းအဲ့တော့ပကံခင်နှောင်းမှာအလှတွေဘယ်လိုလုပ်ကြသလဲနော်ဆရာတို့ဒီမှာတွေ့ပြီနော်မြင်ပြီအဲ့တော့ပကံခင်နှောင်းမှာအလှပြုတ်ပုံနော်အဲ့တော့ကြောက်စာကိုဆရာတို့ကြည့်ပြီးဆရာကရှင်းပြခဲ့ပြီရှင်းပြခဲ့တာကိုကြည့်ပြီးတော့ဆရာတို့ညောင်ရမ်းကြီးသမီးရဲ့အလှပြုတ်ပုံကိုဆရာတို့ဒီမှာကောက်ချက်ချလို့ရအဲ့တော့မိကုန်းရှင်အနေနဲ့အလှပြုတ်ပုံပေါ့နော်ပကံခင်နှောင်းမှာဘယ်လိုလုပ်ကြအဲ့တော့ဆရာတို့ဒီအလှပြုတ်တဲ့ကြောက်စာတစ်ချက်ကိုဆရာတို့လေ့လာမှာအဲ့တော့လေ့လာတဲ့အခါကျတော့တက္ကရာ604ခုမှာကွာနတော်လာစု14ရက်ကြာသာပတိနေ့နော်နောက်ဆုံးဥပုံနေ့ဒါတလားရဲ့နောက်ဆုံးဥပုံနေ့မှာသခင်ကင်ကတူကပြန်တော်မူတယ်ဒါကွယ်လွန်တယ်ပေါ့ဒါကွယ်လွန်တော့ဇနီးဖြစ်သူညောင်ရမ်းကြီးသမီးဟာမတည်မြဲတဲ့တရားအနိစ္စတရားကိုသိမြင်လာကြောက်ရွံ့ထိတ်လန့်ပြီးတော့ယနာသုံးပါးကိုရည်ရွယ်ပြီးအရက်သုံးပါးအတွက်သူမပိုင်ဆိုင်တဲ့အတွင်းဥစ္စာတွေဟဲ့လားဗရမယာကနေစပြီးတော့ဆရာတို့နောက်ဆုံးခဏစိမ့်ကြည့်အပြင်ဥစ္စာတွေလှေကနေစပြီးတော့ဆရာတို့နောက်ဆုံးကျွန်လေးလဲဥယျာဉ်တွေအထိနော်တက်ရှိသမဲ့ဥစ္စာတွေကိုခင်မွန်းတယောက်နော်ခင်မွန်းတဲ့ကွယ်လွန်ပြီး3ရက်အကြာမှာမဟာပထဝီမြေကြီးသက်သေပြုတ်ပြီးတော့အလှပြုတ်ရတဲ့အကြောင်းကိုကြောက်စာရေးထိုးထားတာကိုဆရာတို့တွေ့ရတယ်နော်ဒါအချုပ်အဲ့တော့ကျောင်းရင်24ကျောင်းရှိပြီးတော့ကျောင်းရင်1ကနေ7အထိအကောင့်လုပ်ချက်ဖြစ်တယ်အဲ့တော့ဆရာတို့ကြောက်စာတစ်ချက်ကိုလေ့လာရင်ဘာတွေ့မလဲအလှပြုတ်ချိန်တွေ့မယ်အလှရှင်တွေ့မယ်နော်အလှပြုတ်ရတဲ့အကြောင်းတွေ့မယ်အလှပစ္စည်းတွေတွေ့မယ်အလှကံပုဂ္ဂိုလ်တွေ့မယ်အမြဝေတာတွေ့မယ်ဆုတောင်းတာတွေ့မယ်ကျိန်စာထိုးတာတွေ့မယ်နော်အခုဆရာတို့ရဲ့ပြဋ္ဌာန်းချက်မှာတော့ဘာတွေပါမလဲအလှပြုတ်ချိန်ပါမယ်အလှရှင်တွေ့မယ်အလှပြုတ်ရတဲ့အကြောင်းတွေ့မယ်အမြဝေတာတွေ့မယ်အလှရှင်ရဲ့ဆန္ဒရဲ့အလှပစ္စည်းရဲ့တွေ့နောက်သူဘယ်လိုအလှပြုတ်သွားလဲဆိုတာကိုတွေ့နော်အဲ့တော့ဆရာတို့အလှပြုတ်ပုံလေးကိုလေ့လာကြည့်အဲ့တော့အလှပြုတ်ချိန်ဘယ်ချိန်လဲဒါထဲမှာပါပြီးသားတက္ကရာ604ခုနတော်လာစု14ရက်ကြာသာပတိနေ့နော်လသေးတဲ့လို့သူပြောအဲ့ဒါဘာလို့တာလဲကင်ကသူကွယ်လွန်တာအဲ့ကွယ်လွန်ချိန်ဘယ်နှရက်အကြာ3ရက်အကြာပြတော်လာသန်း3ရက်နော်တနင်္ဂနွေနေ့လို့အလှပြုတ်ချိန်ကိုအတိအကျဖော်ပြထားတာကိုဆရာတို့တွေ့တယ်နော်အလှပြုတ်ချိန်တွေ့ဒါဆိုအလှရှင်ရဘယ်လိုလဲအမိမျိုး90အဖာမျိုး90ကဲ့ရဲ့စရာမရှိမြတ်စွာသောအမျိုးဒီသခင်ညောင်ရမ်းကြီးသမီးဒါဆိုရင်ကင်ကသူရဲ့မယားညောင်ရမ်းကြီးသမီးပါအလှရှင်ကဒါတော့ဟုတ်ပြီညောင်ရမ်းကြီးသမီးဟာအမိမျိုးအဖာမျိုး90လုံးကဲ့ရဲ့စရာလည်းမရှိမြင့်မြတ်တဲ့အမျိုးနော်ဖြစ်တဲ့ကင်ကသူရဲ့ဇနီးမယားတယောက်ဖြစ်တဲ့ညောင်ရမ်းကြီးရဲ့သမီးကအလှပြုတာဒါဆိုအလှရှင်ဆရာတို့ဖာလို့မိသွားကဲအလှပြုရတဲ့အကြောင်းရင်းကြည့်နော်မိမိအသက်နဲ့တူတဲ့မျက်စိမျက်စံနဲ့တူတဲ့မိမိချစ်စွာသောလင်းပြန်တော်မူတဲ့ကွယ်လွန်ခဲ့တဲ့အတွက်အတိမရှိသောတရားကိုသိပြီးထိတ်လန့်လို့ဒါဆိုအလှပြုရတဲ့အကြောင်းကသူအသက်လိုချစ်တဲ့သူ့ရဲ့နော်မျက်စိမျက်စံလုံးသူ့ဘဝကြီးကိုအလင်းပေးနေတဲ့အသည့်တွေပေးနေတဲ့ခင်မွန်းတဲ့ချစ်တော်သာသောခင်မွန်းတဲ့ကွယ်လွန်သွားတော့ဘယ်အရာမှမမြဲဘူးဆိုတဲ့တရားကိုသူသိပြီးကြောက်ရွံ့ထိတ်လန့်လို့အလှပြုရခြင်းနော်ဖြစ်ပါတယ်ဆိုပြီးတော့အလှပြုရတဲ့အကြောင်းကိုကြောက်စာထဲမှာပေါ်တင်နေပြောထားတယ်ဆရာတို့ဒါအလှပြုရတဲ့အကြောင်းသိပြီကဲပြီးလဲပြီးတော့သူဘာလုပ်လဲနော်ယတနာ3ပါးကြီးအရက်3ပါးပြုတယ်ယတနာ3ပါးကိုရည်စူးပြီးတော့အရက်3ပါးမှာအလှပြုတယ်အဲလူတွေ၌တိုင်းပြည်သရာကြီးညိုသွားသောနှလုံးဖြစ်လိုက်၍ကောင်းမှုအကျိုးကပြန်ခဲ့သောငါသခင်တယောက်ငါမိခင်တယောက်ငါခမီးတယောက်ဤသူ3ယောက်ရသေးသတည်းဆိုတော့ဒါအမျှဝေတာဖြစ်ပါတယ်ဒါဆိုသူ့ရဲ့အလှကောင်းမှုအကျိုးအဖို့ပါကောက်ဘသူတွေရစေချင်တာလဲငါသခင်တယောက်သူ့ခင်မကင်ကသူကိုပြောတာပါငါမိခင်တယောက်သူ့အမေပါငါခမီးတယောက်သူ့ဖခင်ကြီးပါနော်ဒီ3ယောက်ကိုရပါစေဆိုပြီးတော့အရာ3ပါးကိုအမျှဝေလှူဒန်းခြင်းဖြစ်ပါအဲတော့ဆိုရင်နောက်ဆက်ကြည့်ဘာတွေ့မလဲစန္ဒသူစန္ဒကိုတွေ့သာသနာအထောက်ပံ့ဖြစ်ချင်ရကားတဲ့ဒါဆိုသူလှူရတဲ့စန္ဒကဘာဖြစ်စေနေတာလဲသာသနာအတွက်အထောက်ပံ့ဖြစ်စေနေတာနော်ဆရာတို့မှာပစ္စည်း၄ပါးစွန့်သင်္ကန်းကျောင်းစေးဆိုတဲ့ပစ္စည်း၄ပါးရှိအဲ့ပစ္စည်း၄ပါးကိုဘယ်သူတွေကိုဆရာတို့ထောက်ပံ့သာသနာကြီးရှည်တည်တဲ့စေခြင်းရင်ယဟန်တန်ဃာတော်တွေကိုဆရာတို့ထောက်ပံ့ဒါပါပဲဒီမှာယဟန်တန်ဃာတွေကိုထောက်ပံ့နော်တရားစာအုပ်တွေဖះမရှိတော့တန်ဃာတွေပဲရှိတော့အဲ့တော့သာသနာကြီးရှည်သဖြင့်တည်တဲ့စေခြင်းယဟန်တန်ဃာတွေကိုချွန်းသင်္ကန်းကျောင်းစေးဆိုတဲ့ပစ္စည်း၄ပါးထောက်ပံ့ရတာအဲ့တော့ဒီမှာသူဒီပစ္စည်း၄ပါးထောက်ပံ့ခြင်းနဲ့စန္ဒနဲ့အလှပြုရတာဖြစ်ပါတယ်
ဒါဆိုရင်ဘာတွေလှူလဲဆရာတို့အလှူပစ္စည်းတွေကြည့်ကြရအောင်ကြည့်တဲ့အခါသာသနာထောက်ပံ့ဖြစ်ခြင်းနဲ့အတွက်အတွင်းဥစ္စာဘာတွေရှိသလဲဗရမ ्या စားတဲ့ရွဲမြတ်9ပါနော်ပလဲတွေစိန်တွေများတွေဥဒ္ဒဖရားတွေဂေါ်မိတ်တွေကြောင်းတွေဗရမ ्या တွေနောက်တစ်ခုကတန်တာတွေနီလာတွေနဝရ9ပါပါပဲနော်ဒါကိုလှူတာဖြစ်ပါဒါပဲလားမဟုတ်သေးဘူးရွှေတွေလှူတယ်ငွေတွေလှူတယ်ကြေးနေတွေလှူတယ်ကြီးပြူတွေလှူတယ်တန်တွေလှူတယ်သက်လွဲဆိုတာဒီနေရာမှာဆရာခုနကရှင်းပြပြီးသားခဲမဖြူလှူတာပါခုံလောက်ခနောက်စိမ့်တွေလှူတာပါနော်ဒါတွေကသိမ့်ထားတဲ့ဥစ္စာတွေအတွင်းဥစ္စာတွေလှူတယ်ပြီးပြီလားမပြီးသေးဘူးအပြင်ဥစ္စာတွေဘာတွေလဲလေစင်းတွေကျွဲတွေနွားတွေစိတ်တွေစင်းဆွဲတွေကုန်ပြီလားအဲ့သရဝါတွေပစ္စည်းတွေအပြင်ကျွန်းရွာတွေလည်းလှူတယ်လဲတွေလည်းလှူတယ်ဥယျာဉ်တွေလည်းလှူပါတယ်ဟုတ်ပြီဒါဆိုအလှူပစ္စည်းမြင်ပြီးတော့ဒါဆိုဆရာတို့အလှူပြုပုံလေးဆက်ကြည့်နော်အလှူပစ္စည်းတွေသိပြီဒီအလှူပစ္စည်းတွေလည်းလှူတယ်ဒါဆိုရင်ဆရာတို့ဘယ်လိုအလှူပြုလဲဟဲ့ဖရာသခင်သာသနာမှာတက်ရမယ်စွန့်ကြဲဒီဖရာရဲ့သာသနာကိုအထောက်ပံ့ပြုခြင်းလို့သူခုနကအတွဲဥစ္စာအပြင်ဥစ္စာတွေအကုန်လုံးတက်မှတ်ခြင်းမရှိဘဲနဲ့သူဘေးကန်းလှူဒန်းတော့နော်ဘယ်လိုဘေးကန်းလှူဒန်းမှာလဲ၃ပါးသောအရက်ကိုအဖို့ခွဲဝေခုနကပြောခဲ့တဲ့တောเจ้าအိမ်เจ้า၅မျက်နှာเจ้าနော်၃ခုအဲเจ้า၃ခုအဖို့ခွဲဝေအခုဒီပစ္စည်းတွေကိုညီတူညီမျှခွဲဝေပြီးတော့နော်အဖို့မာလည်းဒီเจ้าဖို့ဒီเจ้าဖို့နော်ညီတူညီမျှအတတ်နိုင်ဆုံးခွဲဝေပြီးတော့မြေကြီးအုံတွေမြေကြီးမဟာပထဝီမြေကြီးသူ့အလှူနော်ကျတို့အရင်တည်းကပြောတယ်ဒီရေသက်သွန်းချအမျှဝင်ရေကိုမြေကြီးထဲလောင်းဒါပြလို့လောင်းတာဘုသူရဖြစ်ပွဲပြောရရင်တော့နော်ဒီကောင်းမှုကုသိုလ်ဟိုမိတ်တခြားကိစ္စတွေနဲ့ဆရာတို့သိသွားတဲ့အခါဟိုမကျွတ်မလွတ်တဲ့ဘောကနော်ဒါမှမဟုတ်ငရဲပြီဘောကလောလောကူပြောအဲ့နေရာဒေသရောက်ရင်ဟိုသုံးတရေမြေကြီးကတက်တည်ပြုတ်ပြီးတော့ဒါကုသိုလ်ကောင်းမှုသူလုပ်ခဲ့ဘူးတယ်ဆိုတာလေးအဲ့လိုမျိုးသိအောင်လို့ရေသွန်းတယ်မြေကြီးတဲ့ရေသွန်းလောင်းတယ်ပေါ့ဒီလိုပြောချင်တယ်အမှန်တကယ်တော့မြေကြီးတက်တည်မူတယ်ဆိုတော့တို့နေတဲ့မြေကြီးနော်တကယ်ကြီးမားခိုင်ခန့်ဒူးတယ်ကြီးမားတဲ့ဟာကြီးတက်တည်ပြုတ်ပြီးတော့နော်အလှရေသက်သွန်းချတယ်လို့ပြောနော်စိတ်ကူးစိတ်တန်ကောင်းတယ်ပေါ့ဒီလိုပဲပြောနော်ခုနကကိစ္စတွေကတကယ်ဟုတ်ချင်းမဟုတ်ချင်းနောက်ခဏထားဒီတို့နေထိုင်တဲ့တို့ရက်တည်နေတဲ့မြေကြီးကိုတက်တည်ထားတယ်လို့ပြောတာစိတ်ကူးကောင်းပေါ့နော်တက်တည်ဘူးပြီးတော့အလှရေသွန်းတယ်လို့ပြောအဲ့တော့ဘာတွေကိုလှူလဲတောเจ้าအိမ်เจ้า၅မျက်နှာเจ้าအဲ့เจ้าမှာနော်ဘယ်เจ้าကိုတော့ဘယ်လောက်လှူတယ်မဟာကတ္တပနော်တောเจ้าကိုဘယ်လောက်လှူတယ်လဲဘယ်လောက်လူဘယ်လောက်ဒီလိုမျိုးပေါ့နော်ကျွန်181ယောက်လဲ1910 4ပိုင်း3ပိုင်းပဲ့ကိုသူတိတိကျကျလှူဒန်းတာကိုတွေ့ရအဲ့တော့ဆရာတို့ဒီမှာအလှူပြုပုံကိုကြည့်ခြင်းအဲ့တော့ဆရာကပြောခဲ့ပြီးသားအလှူပြုခြင်းကိုကြည့်အလှူရှင်ကိုကြည့်အလှူပြုရတဲ့အကြောင်းကိုကြည့်အမျှဝေတာကြည့်သူ့ကြောက်စာထဲမှာပါတဲ့အတိုင်းသန္နနဲ့အလှူပစ္စည်းကိုကြည့်အလှူပြုပုံကိုကြည့်ဒါဆိုရင်ဆရာတို့ဒီညောင်ရမ်းကြီးသမီးအလှူဘလို့ပြုတ်သွားလဲဆိုတော့ဆရာတို့အချိတ်ဆက်ကလေးလုပ်ပြီးတော့ဖြေလို့ရသွားတယ်ကဲနောက်တစ်ချက်ကြည့်အောင်နောက်တစ်ချက်ကဘာကြည့်မလဲစိတ်ထားပေါ့ကလေးဒီညောင်ရမ်းကြီးသမီးကြောက်စာကိုကြည့်ပြီးတော့ဆရာတို့ညောင်ရမ်းကြီးသမီးရဲ့စိတ်ဘလို့ရှိဒါမှန်းဆချက်နော်မေးလို့ရှိရင်ဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လည်းမဟုတ်ဘူးအနီးစပ်ဆုံးယူဆချက်တာဖြစ်တယ်စိတ်ထားတွေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဗကံခေတ်ကအမျိုးသမီးတယောက်ကိုဆရာတို့ယနေ့မျက်မှောက်ခေတ်ကလူကသူစိတ်ဘလို့ရှိမယ်လို့မှန်းတာအမှန်တကယ်တော့ဒါကြီးပဲဖြစ်ရမယ်လို့တော့အတိအကျမဟုတ်ဘူးတယောက်နဲ့တယောက်ယူဆအကွဲလွဲတွေအများကြီးရှိနိုင်တယ်ကွဲလွဲချက်တွေရှိနိုင်